ကျွန်တော်ချိန်မှာစားဖိတ်လာအပ်ထားတာပေါ့နော်အခုဆိုရင်တော့ငွေဝင်တာပြနေပေါ့နော်ဒီလိုမျိုးလေးပြပြီဆိုရင်ကိုယ့်အကောက်ထဲမှာငွေဝင်ပြီဆိုတော့သိရပြီပေါ့နော်ဒီလိုမျိုးပြမှာပေါ့နော်ဒီမှာဒီအစဲရောင်လေးနော်ဒီ BIND ဆိုတဲ့ဟာလေးအဲ့လိုလေးပြပြီဆိုရင်ကိုယ့်အကောက်ထဲငွေစဝင်ပြီပေါ့နော်ဒီလိုမပြဘူးဆိုရင်တော့ကိုယ့်အကောက်ထဲကိုငွေမဝင်ပါဘူးဒီလိုပြပြီဆိုလို့ရှိရင် तू ကတော့ဒီ22ရက်နေ့ဆိုရဒိတ်စပေးတယ်ပေါ့နော်22ရက်နေ့မရောက်ခင်လဲ तू ဘန်ထဲကိုထည့်ပေးတယ်ဒါပြီးလို့ရှိရင်22ရက်နေ့နဲ့29ရက်နေ့ပေါ့29ရက်နေ့အဲ့ဒီဂျာမှာ तू ကကိုယ့်ရဲ့အကောက်ထဲကိုငွေထည့်ပေးတယ်ပေါ့နော်ဒီအဲ့ဒီရက်ဂျာမှာ तू ကကိုယ့်အကောက်ထဲငွေစထည့်ပေးတယ်ပေါ့နော်တချို့ကြတော့လည်းရက်လည်းပြည့်သွားတယ်ငွေလည်းမဝင်ဘူးဆိုရင်တော့ကျွန်တော်တို့ဘန်ရုံသွားရတယ်ပေါ့နော်ကိုယ့်ရဲ့ဘန်ရုံပေါ့နော်ကိုကဘာဘန်လဲထိုင်းမှာဆိုကစီကွန်ဒီထိုင်ဘန်နဲ့တို့ကစီကွန်ထိုင်ဘန်နဲ့ဘန်ကောက်ဘန်ပေါ့နော်ဒီလိုဘန်တွေကျွန်တော်သုံးများရတယ်ပေါ့နော်ဒီလိုဘန်ရုံတွေသွားပြီးတော့ဒီတွက်ပြောရတယ်ပေါ့နော်စင်ကာပူမှာဆိုရင်လည်းကျွန်တော်တို့ဒီ DBS ဘန်လို့တော်တော်များသုံးကြတယ်ပေါ့နော်ဒီလိုဘန်တွေငွေမဝင်ဘူးဆိုတော့ကျွန်တော်ဒီဘန်ရုံတွေသွားရတယ်ပေါ့နော်ဒါဒီငွေဝင်တာဒီလိုပုံစံမျိုးလေးတွေကပြပေးတာပေါ့နော်ဒါလေးကတော့ကျွန်တော်ရဲ့အကောင့်မှာစာပစ်လာအပ်ထားတာပေါ့နော်ဘန်ရှိတ်စာပစ်လာယူထားတာလေးတစ်လပဲရှိတယ်ပေါ့နော်တစ်လတော့မပြည့်သေးပါဘူးဘန်ရှိတ်လာယူပြီးတော့ဒီနေ့ဆိုရင်တော့ဖိုင်ပြပြီပေါ့နော်ဒါလေးကိုအားလုံးကိုမျှဝေပေးတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ page လေးကိုလည်း follow လေးလုပ်ပြီးတော့ like လေးပေးပါလို့ရပါတယ်သိချင်တာလေးရှိရင်လည်း comment မှာရေးခဲ့လို့ရပါတယ်ကျွန်တော်အားလုံးကိုပြန်ပြေးပါမယ်ခင်ဗျာ